တချင်းကတိုင်းပြည်တပြည်တွေပရင်ကြီးသည်မွေးနေ့အခမ်းအနားကျင်းပရန်ထီဆောင်မဲပေါင်း100တစ်ချက်ပါကိုဖိတ်ကြားခဲ့သည်မိုးကြီးလေးကြီးကြသဖြင့်ငါးဟင်းအထက်ငါးမရှိဖြစ်နေချိန်တွင်တငါတဲ့တဦးသည်အသက်ဆွမ်း၍ငါးများဖမ်းယူသည်ဘရင်တန်ဆက်တာရန်ရောက်လာသည်တငါမူကဆူတော်လာတော်ဤတဝတ်ဘေးရန်ကန်လန်တသင်းတငါတဲ့မှမနစ်မြုပ်ပဲလျက်တဘောတူလာရသည်ဘရင်ကြီးကစူကောင်းရန်ခွင့်ပြုသောတငါတဲ့ကကျင်းတန်း90ချပေးပါဟုတောင်းဆိုသည်အံ့ဩသွားသောဘရင်ကအခြားစုကိုတောင်းရန်ပြောတော်လေတငါတဲ့ကစိတ်မပြောင်းပြီးကျင်းတန်းနှစမှာချက်အပြီးတွင်တငါတဲ့ကရတန့်၍သူဤအကျိုးသူပဲဖြစ်သူတကားမူအားကြံတန်းကိုခံစေလိုကြောင်းရှောက်ပင်သည်အကြောင်းစုံကိုသိရသောဘရင်ကြီးသည်အမျက်ထွက်သောကတကားမူအားကြံကျင်းတန်းများကိုအပြည့်အဝခံစေပြီးယာဒူးမှထုတ်ပယ်လိုက်သည်ဉာဏ်ပညာထက်မြက်သောတငါတဲ့အားသစ္စာရှိမှုနှင့်ပညာအတွက်စုအဖြစ်တကားမူယာဒူးကိုခံအပ်ကာစုတော်လာတော်များချီးမြှင့်လိုက်လေသည်